ထိုင်းနိုင်ငံမဲဆောက်မှာအခုလိုကွယ်လွန်ဆုံးမခဲ့ရတဲ့ AR မားရဲ့လူတွေမသိသေးတဲ့အနောက်ကွယ်ကအကြောင်းရင်းအွန်လိုင်းဆယ်လီ AR မားကထင်မထားတဲ့နီလန်းနဲ့ကွယ်လွန်သွားခဲ့ပြီဆိုတဲ့သတင်းကိုဝမ်းနည်းစွာနဲ့သိခဲ့ရပါတယ်။ဒီဖြစ်ရဲ့နောက်ကွယ်မှာအရန်ကိုထိတ်လန့်စရာကောင်းတဲ့အကြောင်းရင်းတွေကရှိနေတာဖြစ်ပါတယ်။ AR မားကအောင်ချမ်းရဲ့တပတ်ရင်းဖြစ်ပြီးတော့ကိုရိုင်းကလည်းစူးစမ်းရင်းနဲ့ဆယ်လီတယောက်ဖြစ်အောင်မြင်လာခဲ့သူဖြစ်ပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာနေထိုင်နေပြီးတော့အွန်လိုင်းပေါ်ကနေဇေယောင်းနဲ့အလုပ်ကိုလုပ်ကိုင်နေပါတယ်ရှင်။ဒီလိုမျိုးကိုဘာသာကြိုးကြိုးဆဆရှာဖွေစားတောက်နေတဲ့ AR မားကိုကွယ်လွန်သူအနေနဲ့ပြန်လည်တွေ့ရှိခဲ့ရတာကပြည်သက်တွေအတွက်တော့အများကြီးစိတ်မကောင်းစရာဖြစ်ခဲ့ရပါတယ်။လွန်ခဲ့တဲ့ရက်ကတော့ AR မှာပျောက်ဆုံးနေတယ်ဆိုပြီးတော့ဆိုရှယ်မီဒီယာမှာသတင်းတချို့တက်လာခဲ့ပါတယ်။အထွေထွေမဖြစ်တော့ဘူးလို့အားလုံးကထင်ခဲ့ကြပေမဲ့အကောင့်တိုင်းရှိနေရင်ကနေကွယ်လွန်သူအနေနဲ့ပြန်တွေ့လိုက်ရတဲ့အပေါ်မှာတော့အားလုံးကအံ့ဩခဲ့ရတာဖြစ်ပါတယ်။ AR မှာရဲ့ဖြစ်စဉ်ကိုကြားသိလိုက်ရတဲ့အခါပိုပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်။ AR မှာကတိဟဆိုသူအမြင်ရတဲ့ကောင်လေးတယောက်နဲ့တွေ့ဆုံမဲ့နေရာကိုသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကောင်လေးနဲ့အွန်လိုင်းပေါ်ကနေခင်မင်းရင်းနှီးခဲ့ပုံပေါ်ပြီးတော့ကောင်လေးဘက်ကတောင်းဆိုတာကြောင့် AR မားကချိန်ထားတဲ့နေရာကိုသွားခဲ့တာပါအမြဲတမ်းလှလှပပပြင်ဆင်ပြီးနေထိုင်တတ်တဲ့သူတယောက်မလို့ထုံးစံအတိုင်းလက်ဝတ်ရတနာတွေလည်းဝတ်ဆင်ထားတာဖြစ်ပါတယ်ပြန်တွေ့တဲ့အချိန်မှာတော့ရတနာတွေအကုန်လုံးလည်းပါသွားပြီဖြစ်တာမလို့ဒါကတမင်တကာစီစဉ်ထားပြီးတော့ AR မားစီကပိုင်ဆိုင်တာတွေရယူဖို့စ조사ခဲ့တယ်လို့အကြံပြမှတ်ချက်ချနိုင်ပါတယ်လက်ရှိမှာတန်တရားဖြစ်စရာအကောင်ဆုံးကတော့အွန်လိုင်းပေါ်ကနေချင်းဆိုခဲ့တဲ့တိဟဆိုတဲ့ကောင်လေးပါပဲတိဟကအသက်ငငယ်ရွယ်ရွယ်ရုပ်ချောချောလေးဖြစ်တာကြောင့်ဒီလိုလုံးရမျိုးလုံးလိုက်မယ်လို့ AR မှလည်းထင်ထားခဲ့မှာတော့မဟုတ်ပါဘူး။ဒါကြောင့်လည်းယုံကြည်စိတ်ချစွာနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးတော့အတော်ကက်ခံခဲ့ရတာပဲဖြစ်ပါတယ်။တစ်ဖက်လူကစနေတကြားနဲ့စီစဉ်ထားတယ်ဆိုတာကိုလည်းကျွမ်းကျင်သူတွေကခန့်မှန်းထားကြပါတယ်။ဘာလို့လဲဆိုတော့ AR မကိုပြန်တွေ့ခဲ့တဲ့နေရာကအခုတတိုင်းခတ်ထားတဲ့ချောင်းအကြီးကြီးရဲ့အတွင်းကြားတဲ့အပင်ကြီးအောက်မှာဖြစ်နေတာကြောင့်တယုံအော်သံတွေကိုအပြင်ကလူတွေမကြားနိုင်ပါဘူး။ချိန်တွေ့တယ်ဆိုပြီးတော့အညာကြီးအချိန်မတော်တိတ်ဆိတ်တဲ့နေရာကိုတမင်တကာခေါ်ဆောင်သွားခဲ့တာပါ။ AR မကယူသားဖြူစင်သူဖြစ်တာကြောင့်ဒီလိုအကွက်ချမှုတွေကိုကြိုတင်သိဖို့မပေါ်ပါဘူး။ဒါကြောင့်မလို့လဲယုံကြည်စိတ်ချစွာနဲ့သွားတွေ့ခဲ့ပြီးတော့ပါလာသမျှပစ္စည်းတွေအကုန်ယူသွားခဲ့အောင်သာမကအသက်ကိုပါယူဆောင်သွားခြင်းခံခဲ့ရပါတယ်။လက်ရှိပါသွားခဲ့တဲ့ပစ္စည်းတွေကတော့နောက်ဆုံးပေါ် iPhone Pro နဲ့သိမ်းပေါင်းများစွာတန်ဖိုးရှိတဲ့လက်ဝတ်ရတနာတွေလို့သိရပါတယ်။ဒါပေမဲ့ဒီအချိန်မှာအရေးကြီးတာကရတနာတွေမဟုတ်တော့ပဲ AR မားရဲ့နှမျောစရာအသက်လေးပါ။ငယ်ရွယ်ပြီးတော့စူးစမ်းနေသူတယောက်ဖြစ်တာကြောင့်ဒီလိုကွယ်လွန်သွားခဲ့တဲ့အပေါ်မှာတော့အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ AR မားပျောက်ဆုံးသွားခဲ့တဲ့နေ့ရက်ကတလပိုင်း19ရက်ဖြစ်ပြီးတော့ပြန်တွေ့ခဲ့တာကတော့20ရက်နေ့ပါ။တရက်ကလေးအကျွန်းမှာအခုလိုမျိုးအဖြစ်နဲ့ကြုံတွေ့ခဲ့ရမယ်ဆိုတော့ဘယ်သူမှထင်မထားခဲ့ပါဘူး။ဆရာဖြစ်သူအောင်ချမ်းကြီးကိုယ်တိုင်ကလည်းမင်းညကမှသူနဲ့ပြုံးပြုံးရွှင်ရွှင်စကားပြောနေသေးတယ်လို့ဝမ်းနဲ့စွာနဲ့ပြောပြခဲ့ပါတယ်။ပရိသတ်တွေတောင်တလောက်အထိဝမ်းနဲ့နေရမယ်ဆိုရင်မိသားစုဝင်တွေနဲ့တငယ်ချင်းမိတ်ဆွေတွေအများကြီးလည်းခံစားကြရမှာပါ။ပုံမှန်နီလန်းနဲ့တာမဟုတ်ပဲအင်မတန်မကောင်းတဲ့နီလန်းနဲ့ဒီလိုပြုလုပ်သွားခဲ့တဲ့တရားခံကိုအမြန်ဆုံးအရေးယူနိုင်ဖို့အတွက်မျှော်လင့်ရပါတယ်။တန်တရားအရှိဆုံးချိန်ကတော့ချင်းဆိုထားခဲ့တဲ့တိဟဆိုတဲ့ကောင်လေးဖြစ်ပြီးတော့သူ့ကိုအဓိကထားပြီးတော့စစ်ဆေးသွားရမှာပါ။ဒါပေမဲ့လက်ရှိမှာတော့အဲ့ဒီကောင်လေးလည်းရှာလို့မတွေ့ပဲပျောက်နေပါတယ်။ဒီနေ့ခက်မှာကမိန်းကလေးတွေနဲ့မဟုတ်တော့ပဲလူတိုင်းအားလုံးဘယ်သူမှမယုံကြည်ပဲကိုယ့်ဘာသာကိုဂရုစိုက်ကြဖို့အတွက်အထူးလိုအပ်နေပြီဖြစ်ပါတယ်နော်။ AR မှာဆိုရင်လည်းတာမန်မိန်းကလေးတယောက်မဟုတ်လို့ကောင်လေးတွေနဲ့ချိန်တွေ့တာဘေးကိမယ်လို့ထင်ခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့ထင်မထားတဲ့ကိစ္စတွေကကြုံတွေ့ခဲ့ရပါပြီ။အခုလိုမျိုးဝမ်းနဲ့စွာနဲ့ကွန်လွန်ခဲ့ရတဲ့ဆယ်လီ AR မှာကိုကောင်းရပုံဘဝမှာအေဂျင့်စီဖို့နဲ့အဓိကတရားခံကိုအမြန်ဆုံးအရေးယူနိုင်စေဖို့အတွက်အားလုံးကဆုတောင်းပေးသွားခဲ့ကြပါအောင်ရှင်။